လူတချို့ကပြောကြတယ်အုတ်ကြားမြက်ပေါက်တဲ့အုတ်ကြားမြက်ပေါက်ဆိုဒီမှာကြည့်လိုက်အုတ်ကြားတွေမှာမြက်ပေါက်နော်ဘလောက်ထိသူ့မှာလောကံတရားကိုဘယ်လိုခံစားနေရကြည့်လိုက်နော်အုတ်ကြားမြက်ပေါက်အုတ်ကြားမြက်ပေါက်တချို့တွေကဘာမှမသိဘူးနော်ဆောက်တော့မကြောက်ဘူးအုတ်ကြားမြက်ပေါက်ထဲတကယ်မဟုတ်ဘူးအုတ်ကြားမြက်ပေါက်ဆိုဒီကောင်ရဲ့ကြိုးစားမှုရုန်းကန်မှုအားဆိုင်မှုဒါတွေနဲ့တည်းနော်ကြည့်လိုက်အုတ်ကြားမြက်ပေါက်လို့နော်တပင်နဲ့ကိုနော်ဘာလို့တော့ကြိုးစားရမယ်လောက်တွေရုန်းကန်နော်အမေခိုင်မဲဖို့အတွက်အုတ်ကြားမြက်ပေါက်ဆိုရဲစကလုံးရဲ့အတိတ်ပဲတန်ဖိုးတိတက်ကြပါတချို့ကလည်းတိကြဒီကောင်ဘာမှအုတ်ကြားမြက်ပေါက်တော့မပြောနဲ့အုတ်ကြားမြက်ပေါက်ဆိုတော့နော်ကြည့်လိုက်